ကျွန်တော်တို့မင်းကလေးတွေလှကျင်နေပြင်လိုက်ကြကိုစိတ်ထားလှအောင်တော့မပြင်ဘူးရုပ်ကိုပဲပြင်နေကြတယ်မင်းကလေး၃ယောက်မျက်နှာချင်းဆိုင်လာအလဲကမင်းကလေးကလှလိုက်တာကြောင်းသူကလေးအလဲကမင်းကလေးက၃ယောက်ထဲမှာဖြစ်ချောဆုံးမှာပဲလို့လှမ်းကြည့်နေတော့အဲ့ဒီမင်းကလေးကမဲ့ကရွဲ့ကနေအတင်းနေတုတ်နေတယ်ဟာသွားပြီမလှတော့ဘူးကျွန်တော်စိတ်ထဲမှာအောင်းမိသူ့ရဲ့အမေအမအတော်တွေကလေးကိုပြုတ်ပြင်မပေးကြပါလားပြုတ်ပြင်မပေးကြဘူးသမီးရဲ့မဲ့ကရွဲ့ကသူများအတင်းနေမပြောနဲ့သမီးရဲ့အလှပြက်တယ်မင်းကလေးတွေမဲ့ကရွဲ့ကပြောပြီးဆိုတော့သိကြတယ်အဲ့ဒါအတင်းတုတ်နေတာပဲအကောင်စကားမဟုတ်ဘူးအဲ့ဒီခါမှာအလှပြက်တယ်ယောက်ျားမဲ့ကရွဲ့ကပြောတာနေတယ်ရှိတော့ရှိတယ်ယောက်ျားမဲ့ကရွဲ့ကပြောရင်ပူဆိုးတယ်စိတ်ကောင်းကလေးရှိရင်ဥပရိယုတ်လာကိုအလှပညာစမ်းပါစိတ်ကောင်းရှိခြင်းဖြင့်မြင့်အောင်မြင့်ပါဝါကြွားပြီးတော့သိတော်တာပဲငါသိတတ်တာပဲလို့မြင့်ခြင်းလို့ကြွားပါပြီးတော့မမြင့်ပါနဲ့ဝါကြွားရင်မမြင့်ပါဘူးကျွန်တော်ပြင်သိတော်ကျွန်တော်လူရှာမရှာဒီလိုထင်ပြီးတော့ပြောကိုကြွားလုံးအားကြီးကြွားခြင်းရဲ့ရွေချက်ကဘာလဲသူများထင်ကြီးခံရအောင်လုပ်တာသူလည်းဟိုဘက်ထွက်သွားရောကျန်တဲ့ကောင်တွေကဘာပြောသွားငပေါ်ကြီးထင်ကြီးခံရမလားလို့ကြွားငပေါ်ဖြစ်သွားပါတယ်ဒါကလေးကိုမှတ်ထားပါထင်ကြီးခံရင်မကြွားပါနဲ့နှိမ့်ချရင်ထင်ကြီးကျွန်တော်ကတက်ဆိုကျောင်းသားတို့ကတက်ကတူဗော်လီဘောမှာလည်းကျောင်းကလက်ရွေးစင်မှာပဲကျွန်တော်ကြွားတာမဟုတ်ပါဘူးငပေါ်ကြီးထွက်သွားမှာဆိုလို့ပြောချင်တဲ့ရည်ရွယ်ချက်ရှိအဲ့ဒီမှာကျွန်တော်လိုပဲကျွန်တော်တို့ကရပ်မျက်နှာစမရှာပေါ့နော်စမရှာပေါ့မကြရင်တော့ငါမှငိမ့်စားယူသွားတဲ့ရဲချုပ်စိုးဝင်းပေါ့နော်ဦးစိုးဝင်းပေါ့ရဲချုပ်ဦးစိုးဝင်းသူကရမမြင့်ပါဘူးသူက lifter ကျွန်တော်တို့ရဲ့ lifter သိတော်ပါအရမမြင့်မဲနဲ့သူ့မန္တလေးတိုင်းလက်ရွေးစင်ထိရွေးရပါတယ်တော်လွန်းလို့နောက်တော့ရဲချုပ်ဖြစ်သွားတယ်အဲကျွန်တော်တို့အသင်းနဲ့မာရီကျွန်တော်တငယ်ချင်းတယောက်ရှိသေးတယ်ဒီကောင်သိကြွားတာလေတော်ပါတယ်ဗော်လီဘောကိုရိုက်အောင်ဟိုဘက်ကိုကျသွားလို့ရှိရင်အဲ့ဒီကောင်ရိုးမနေဘူးမှတ်ထားသေသွားမယ်ဗာမှတ်အဲ့လိုပြောပြီးသူကရင်ဖွင့်ပြီးတပတ်လျှောက်ဝါလူတွေကကြီးရဲ့ဘာဖြစ်တာတော့ငပေါ်ကြီးလို့ပြောတာအဲ့ဒီကောင်လည်းမမှတ်ဘူးနောက်တစ်ခါရိုက်အောင်သေသွားမယ်လျှောက်ပြန်ကနေကြီးကျွန်တော်တို့ထဲမှာနှခမ်းမွေးကာကြီးနဲ့သူ့အလုံးအဘလို့ခေါ်တယ်အသက်တူပဲကျွန်တော်တို့နဲ့နှခမ်းမွေးကြောင့်မလို့အဘနဲ့တူနေကြီးပဲနှခမ်းမွေးရဲ့သူကဒီကျွန်တော်တို့တောင်ပြုံးပွဲမရယာမှာသွားရိုက်ကြတော့မရယာသိချက်တာပဲအဲ့လူယူတော့လူအများကြီးပဲကွင်းပြစ်ကြည့်ကြတော့မကစားခင်တိုင်းနဲ့သွေးပူလက်ချင်ကန်လုံနေကြသူများရိုက်ချတယ်ဘောလုံးနေပြည့်ပြီးလိုက်ကောက်ချတယ်သူကအဝေးရောက်သွားလိုက်ကောက်ပြီးရင်သူရိုက်မပြပါဘူးသူများပြန်ပေးလိုက်သူဘောလုံးကောက်ဖို့ခေါ်လာတဲ့လူကြနာနောက်တော့မရယာလူတွေကအော်တယ်အဘတစ်ချက်လောက်ရိုက်ပြပါဝိုင်းခိုင်းတဲ့ခါကျသူကောက်လာတဲ့ဘောလုံးလေးကိုlifter ကိုစိုးဝင်းကိုပေးလိုက်ကိုစိုးဝင်းကမြောက်ထောင်ပေးလိုက်ပြေးခုန်တက်သွားတယ်ကိုယ်တစ်ပိုင်း
ပိုက်ပေါ်ကြော်သွားတယ်ထုချအုံးမနဲ့ဆယ်ပေစီးထဲမှာကြာအဲ့လိုလဲကြာရောကိုသန်းမောင်ကအဘရှက်တယ်ကောင်းမလေးငုံဘုဘက်လက်ထွက်သွားဟောကနေလက်ခုပ်ဩပါပေးကြတယ်သူကတော့ချီးမွမ်းမှာစိုးလို့ကောင်းကလေးငုံသွားတော့ချစ်ခင်စွာအားပေးတယ်အားပေးဟိုကောင်ကဆွဲပြတိုင်းကြသေသွားမယ်ဝိုင်းဟာကိုသန်းမုံကြတော့ဟိုတစ်ဖက်ကလူတွေကိုကစမ်းကျင်ဘက်ကလူတွေကိုကကိုသန်းမုံဆွဲလို့တိုင်းငနဲ့ကြိုက်ဟိုဘက်ကသင်သားတွေကိုလက်ခုပ်တီးတယ်ချစ်လိုက်တာနှိမ်ချခြင်းကိုလူတွေချစ်တယ်ဝါကြွားခြင်းကိုလူတွေမုန်းတယ်လောကမှာတိတ်သိတာပဲလို့မရှိပါဘူးငါသိသလောက်ကလေးရှိမှာပေါ့တခြားလူတွေကိုယ်တည်းသိတာအများကြီးကလေးတောင်မှကိုယ်တည်းသိတယ်ဒီကြကွေးရလက်ဖေးဆိုင်လက်ဖေးမှာတော့ချိုစိတ်ဤပြစ်ခွေလဲတစ်ခွက်မှာဟာသအနေနဲ့ပြုံးပါစေရဲပါစေလို့ပြောတာဒီမကဘူးကျွန်တော်မေကွင်းမဲလွန်ရောကွာချိုစိတ်ဆိုတော့ပေါ့ဤပြစ်ခွေလဲသူလည်းပြရတော့ပြီးခွေလဲကြတော့ငါအဲ့ရန်ကုန်ကောင်တွေရွဲ့တာကွာရန်ကုန်ကောင်တွေလည်းဖေးမှန်ချိုးတာမပါဘူးကြစိတ်ပေါ့ကြကော်ဖီဆိုရင်ခါချိုးရင်တော်သားအဲ့ဒီကောင်တွေမထဲတဲ့နှုတ်စီငါထဲကုန်ထဲစမ်းပါဤပြစ်ခွေလဲသွားအဲ့ဒါလေးကျွန်တော်သဘောကျလို့မှတ်ထားကျွန်တော်ခုနေတာဟိုမင်္ဂလာတို့ခေပင်လမ်းမတန်းကျွန်တော်အိမ်ဘေးမှာလက်ဖေးဆိုင်နေတန်းလို့တနေ့အိမ်ဘေးကလက်ဖေးဆိုင်သွားတော့ဇဝဲတို့လေး10နှစ်သားသူသိပါတယ်ကျွန်တော်နဲ့အိမ်နီးချင်းပဲဘယ်လိုဖြောမှလဲစာရေးဆရာကြီးဒီကောင်နောက်တောက်နဲ့မျက်နှာဘိုးမသိဘူးဒီကောင်ပြန်နောက်ချင်လို့ကျွန်တော်ဤကြကွေးမှတယ်လို့မှားတယ်ဟဲ့ချိုစိတ်ဤပြက်ခွေလဲတစ်ခွက်กว่าအဲ့ဒီကောင်ကျွန်တော်ကြည့်ပြီးပြုံးတယ်ရပါတယ်တဲ့ဖြောဆရာကိုလှမ်းမှလက်ဖေးတစ်ခွက်ဟဲ့ချိုစိတ်ဤပြက်ခွေလဲကြောဘရောဂိတ်ဆုံးဤကြကွေးလွန်လာအောင်ဒီကလေးကဖြည့်စရာရှိတယ်လေရင်းသားဆော့ချစ်မရှိဘူးဟာဒီကောင်ငါတဲ့တော်တယ်ငါအဲ့လိုမသိဘူးသူတို့မှဖြည့်စရာရှိတယ်ဒါလေးကျွန်တော်မှတ်ထားတယ်ကလေးစီကသင်ယူတာနောက်တစ်ဆက်ရောက်ပြန်တယ်ဘယ်လိုပြောမှလဲဦးလေးတဲ့ဒီကောင်တော့ဖြည့်စရာမကြောင်ဟိုကောင်လေးပြောတာပါထဲမှာဟဲ့ချိုစိတ်ဤပြခွေလဲကြောက်ကြောင်ကိတ်ဆုံးกว่าအဲ့ဒီကောင်လည်းကျွန်တော်ကြည့်ပြီးပြုံးတယ်ရပါတယ်တဲ့ဖြောဆရာကိုလှမ်းမှာတစ်ဖက်တစ်ခွက်ဟဲ့ချိုစိတ်ဤပြခွေလဲကြောက်ကြောင်ကိတ်ဆုံးတိုင်ဖက်ပလက်လန်းအော်ဘကောင်နေဗျာဒီကောင်ဘိုးတော်တယ်တအားချိုတဲ့ကိစ္စတိုင်ဖက်ပလက်လန်းဘယ်လိုစဉ်းစားလိုက်မှမသိသူပြောတော့လေဟုတ်လို့ပဲဒါလေးကျွန်တော်မှတ်ထားတယ်ဘုသဘောကျမှတ်ထားနောက်တစ်ဆိုင်ရောက်ပြန်နေသူတို့ရွယ်လေးပါပဲ10နှစ်ကလေးကြီးပါပဲဘယ်လိုပြောမှလဲဆရာကြီးတဲ့ဒီကောင်တော့ဖြည့်စရာမကြံတော့တော့ပါဘူးရှေ့ကကလေးတွေပြောတာအကုန်တန်းစီလွတ်လိုက်တယ်ဟဲ့ချိုစိတ်ဤပြခွေလဲကြောက်ဘရောကိတ်ဆုံတိုင်ဖက်ပလက်လန်กว่าအဲ့ဒီကောင်လည်းကျွန်တော်ကြည့်ပြီးပြုံးတယ်ဒီကောင်တွေပြုံးရင်ကျွန်တော်ကြောက်နေရတယ်ဖြောဆရာကိုလှမ်းမှာလက်ဖက်တစ်ခွက်ဟဲ့ချိုစိတ်ဤပြခွေလက်ကြောဘရောကိတ်ဆုံတိုင်ဖက်ပလက်လန်မြောင်းကြတဲ့ခေါင်းဆိုင်ဒီလောက်တောင်ချိုရင်လားသေစမ်းกว่าအဲ့ဒါတွေကျွန်တော်တခုမှပို့ပြောတာမဟုတ်ပါဘူးပို့ပြောရအောင်ကျွန်တော်အဲ့ဒါမျိုးတွေလောက်ကိုမလောက်တတ်ဘူးဒီကောင်လေးတွေပဲတတ်တာဟာတော်လိုက်တဲ့ကလေးတွေကွာသဘောကျတို့ကြောင့်ထပ်မမရဲတော့ပါထပ်မှန်သေးချင်းစိုးနဲ့သေးလှုပ်ချင်လှုပ်မှာပဲခံရမှာပဲ
သူတို့မှသိပေါ်တာပဲစကလုံးတွေအဲ့ဒီကလေးတွေအကြောင်းကိုကျွန်တော်စာလေးတစ်ပုဒ်ပြန်ရေးပါတယ်ခေါင်းစဉ်ကကိုယ့်ရဲ့သားသောကလေးများဖတ်တဲ့လူကိုပြုံးပါစေရဲပါစေလို့အတွေ့အကြုံကလေးမျှဝေပေးရုံမကအတိကလေးတစ်ခုပေးချင်ပါတယ်။ဘာလဲမင်းဘယ်သူမှထင်မသေးပါနဲ့ကလေးတောင်မင်းနဲ့သားတယ်။အဲ့ဒီလိုသိလို့ရှိရင်ကျွန်တော်တို့ဘဝင်မြင်ရစရာမရှိပါဘူး။သူတစ်ပါးကိုအထင်မသေးရတော့ပါဘူး။အဲ့ဒါဆိုရင်မင်းသိမ့်မဆိုးတော့ဘူးပေါ့။ဒါကမသိတဲ့လူတယောက်ကကောင်လေးတယောက်ရဲ့အိတ်ထောင်ထဲမှာတရားရန်ကလေးမြင်နေအချောင်ရမလားလို့သွားနှက်တယ်ဟဲ့ကောင်လေးမင်းနဲ့ငါနဲ့အမေးဖြေလို့အောင်မင်းမဲတာကိုငါမဖြေနိုင်မင်းကို200ပေးမယ်ငါမဲတာကိုမင်းကမဖြေနိုင်ငါ့ကို100ပဲပေးတော့ကလေးကပြန်ပြောရမလုပ်ချင်ပါဘူးဦးလေးဟာဦးလေးကလူကြီးကျွန်တော်ကကလေးကျွန်တော်ရှုံးမှာပေါ့မရှုံးပါဘူးကွမင်းရှုံးရင်100ပဲပေးရမှာငါရှုံးရင်200တောင်ပေးရမှာလုပ်ပါကွအတင်းကြီးခိုင်းနေကလေးကညင်းလို့မရနောက်ဆုံးပိတ်ကြကဲဒါဆိုရင်လည်းကျွန်တော်ရင်မဲမယ်ဦးလေးဟာအေးပါမေးပါကွတလိษံတကောင်ရှိတယ်ဦးလေးခြေတော့က3ချောင်းပါတယ်ဘလို့နည်းနည်းကောင်းစားသွား2ချောင်းလည်းမဟုတ်4ချောင်းလည်းမဟုတ်ဘာကောင်းပါလိမ့်ကောင်းလေးကဆက်ပြောတယ်ကျော်ကလည်း3ချောင်းပူဆိုးနေဘိုးကလည်း3ခုအမီးကလည်း3ချောင်းအဲ့ဒါဘာကောင်းလဲဦးလေးပြောတော့ဟာဘလို့ဒုက္ခရောက်အမျိုးမျိုးလက်ပတ်တွေးစဉ်းစားဘယ်လိုမှစဉ်းစားလို့မရတော်လေးကြာသွားတော့ကောင်းလေးကဦးလေးပြောလေရော့မသိဘူးကွာယူတော့သူစကားနဲ့သူစောင့်ကြီးအောင်ကြီး200ထုတ်ပေးကောင်းလေးကပြောတယ်ဦးလေးမေးလက်မေးတော့ဟိုလူကအခုနကောင်းလေးပြောတဲ့ကောင်မကျင်တော့ဘူးသိကျင်တယ်အဲ့ဘို့3ခုဂျို3ချောင်းခြီ3ချောင်းမီး3ဟဲ့ဒီပြန်မမေးဘူးကွာအခုနမင်းပြောတဲ့ကောင်ပြန်မေးမယ်အဲ့ဒါဘာကောင်လဲမင်းပြောကောင်းလေးအိတ်ထောင်နဲ့တရားရနှိုက်ရော့ကျွန်တော်လည်းမသိပါဘူးတဲ့ကလေးမသိရင်တရားလေလူကြီးမသိတော့200ကလေးသွားနှက်တဲ့ကောင်100ရှုံးလို့ကြောင့်မလို့လောကမှာဘယ်သူမှထင်မသေးပါနဲ့လူတွေသူ့နေရာနဲ့သူတော်ကြပါတယ်နည်းနည်းလေးဒီကုန်းချုပ်ဖြစ်ကလေးတစ်ခုပြောပါကိုမြေစာခွင့်တောင်းတယ်နော်အဲ့ဒါတော့နှိမ့်ချခြင်းဖြစ်ကြီးမြင့်တာမရယာဘက်မှာလူတစ်ခုရှိတယ်ဘိသိက်ဆရာ2ယောက်ငားတယ်တယောက်ကမန္တလေးကဘိသိက်ဆရာလိုင်းနဲ့ကျေးကြီးဆုံးနာမည်ကျော်ဆုံးပါပဲတယောက်ကတော့စရောင်းမ9ရွာကတော်ဘိသိက်စရောင်းတောင်းနဲ့ရွာနာမည်ကိုဆွဲပြီးစရောင်းတောင်းနဲ့အိုးဘိသိက်ပြိုင်ဆိုတော့အညာကလူတွေကမန္တနဲ့အပြည့်လာအပေးဆိုင်ဆရာကလည်းမန္တလေးဆိုင်နာမည်ကြီးနာမည်ကျော်ရွာစားစိတ်တင်ဟန်နဲ့အဲ့တော့ဘိသိက်ပွဲစကြပါစို့မန္တပြင်မဲ့ကိုလူတွေရှန်ထွက်နေတဲ့ရွာနီးချုပ်ဆက်ကပါလာကြတာကိုအိုးမြို့ဘိသိက်ကအရင်ဘိသိက်မြောက်တယ်မတ္တထကျေးကြီးနာမည်ကျော်ဘယ်လိုများလဲကွဟိုးနောက်ကလူတွေကခါလေးမှတ်ခေါင်းလေးမော့လန့်ကြည့်တွေ့ပြီဖက်ဖူးရောက်မောင်းချက်ဒီခေါင်းမောင်းကလေးပေါင်းလို့တော်ရင်အင်ကြီးရှေကြီးကမိဘူးကြဖြူဖွေးလွတ်အတွန့်ချေမရှိအောက်ကကြိုးကြီးကြီးလုံကြီးရွှေပလားရောင်3600ပေးရတယ်ခြေတော့ကိုခြေအိပ်ဖြူလေးစွတ်လို့နောက်ကလူတွေကဟာကျဲကြီးတာနဲ့လျော်ပါပေးရဲ့ကြည့်လို့ကောင်းလိုက်တာ
တက်ကလည်း40လောက်သားရေးကပြည့်ပြည့်တင်းတင်းနှစ်သက်ကြတယ်ဆရာဝန်တောင်းကလည်းမော့ကြည့်အင်ကြီးကတွန့်ကြည့်မရှိတတိထားမိလူတွေကလည်းမြို့ပိသိက်ကိုကြည့်ပြီးတော့နေအောင်กว่าငါတို့ဒေါ်ပိသိက်ကြီးရရောဘယ်လိုများဝတ်ထားပါလိမ့်ပိသိက်ပြိုင်ငိုးရှာကြည့်ကြတွေ့ပါပြီမတ်တရတဲ့ပိသိက်ဆန်နဲ့တယောက်ကျော်လုံးမှာဆရာဝန်တောင်းထိုင်လို့ဆရာဝန်တောင်းကမော့ကြည့်ရင်နဲ့သူ့အင်ကြီးကထောင်းလမောင်းကိုခြေနေတာပဲသူရင်အင်ကြီးရှည်ပါပဲရှည်ချင်းတော့တူပါပဲခြေမှာပေါ့သူကပိသိက်ပွဲပြီးမခောက်ဘူးလုံသိပ်လွယ်ထဲထိုးကျိတ်ထဲအောက်ကဘောလုံးကြီးပိုင်းအောင်ကလေးပဲဒါလည်းမခောက်ဘူးလုံကျိတ်ထဲပိသိက်မြောက်ခါနီးမလွယ်ထဲကထုတ်တာခါပြီးတော့အင်ကြီးကိုဝတ်ပစိုးကိုလဲဝတ်သူတယောက်ထဲတော့ဘာအရေးလဲဘယ်သူမှမသိသို့ရင်အင်ကြီးရှည်ကြီးဖြစ်နေတာနဲ့ကိုပဲပြိဿနဲ့ကြွာချပြီးတော့သဘောတွေကြကြည့်ရတယ်အခုတော့ဟိုတယောက်ကတွန့်ကျင်မရှိဆရာဝန်တောင်းကသူ့ဘာသူလိပ်ပြမလုံးသူ့အင်ကြီးတွန့်ကျင်လေးတွေကိုလက်နဲ့ဖိပြီးတော့ပြေအောင်ဖြေတယ်ပျောက်အောင်ဖြောက်တယ်မပြေပါဘူးမပျောက်ပါဘူးဘောလုံးကြီးလေးဒါလေးဖိတတ်တို့တော်ပိသိကြီးကဘယ်လိုနေလဲกว่าလှမ်းကြည့်တဲ့လူတွေကတွေးဟိုမှာကြည်အောင်ခုမှအင်ကြီးတွန့်ကျင်တွေဖိတတ်နေတယ်တက်လည်းသူ့ပြေရီမပြောက်ပါဘူးကွာဒေါ်သားတွေအတင်းတုပ်နေတယ်တယောက်ကပြောတယ်မင်းတို့ကအင်ကြီးပဲကြည်တာကိုခေါင်းပေါင်းလည်းကြည်ပါအောင်မောင်းချက်ပြေခေါင်းပေါင်းမဟုတ်ပဝါကလေးကိုရစ်ပြီးတော့တစထောင်ပေါင်းထားတယ်အဲ့ဒီထိတ်တဲ့မှာချွဲကွက်ကြီးတဲ့ဒီလူမှဖြစ်တာမဟုတ်ဘယ်လူမှကွက်ခဲ့မှန်းတော့မသိချွဲကွက်က6တောင်နေပါပြီတယောက်ကပြောပြန်တယ်အေးကွာသူချွဲကွက်သူမမြင်တော်သေးတာပေါ့တော်သားတွေကလည်းအလွတ်ကိုမပေးဘူးချအဲ့ဒီမှာမြို့ပိသိက်ကပိသိက်စမြောက်ပါတယ်မင်္ဂလာ12ပါးကိုရှင်းပြပြီးတော့မင်္ဂလာတစ်ပါးချင်းစီပြောပြဟိုးပညာရှိစကားကြီးနားထောင်လို့ကောင်းတယ်မင်္ဂလာပပန်လူနန္တီစိန်တဲ့တီမင်္ဂလာမကောင်းမှုတွေပယ်ဖြတ်သုံးသင်လို့မင်္ဂလာခေါ်ရာပြပြောဆရာတော်တောင်းနားထောင်နေတယ်အင်ကြီးတွန့်ကြည်မတတ်နိုင်တော့ပါဘူးကောင်းလိုက်တဲ့စကားတွေငါမသိပါဘူးပညာရှိစကားတွေပါပဲဟိုးမျိုးပိတ်တိဆရာလိုက်ပညာရှိပါပြီရဲ့နားထောင်မှတ်သားနေပါလေဆရာလိုက်ကမင်္ဂလာ12ပါးပြည့်တဲ့ခါကျတော့ပိဋိပြိုင်ဆိုတဲ့အတိုင်းတစ်ဖက်ကပိဋိဆရာကိုအနိုင်အပိုင်တွေ့ခဲ့တယ်ဘယ်လိုတွေ့တော့အဲ့ဒီမင်္ဂလာ12ပါးမှာအရေးကြီးဆုံးကဟောဒီသားရှင်ပြုတဲ့မင်္ဂလာပြဒီမင်္ဂလာရှင်လောင်းလေးတွေမကြခင်ရှင်သာမဏေဖြစ်မယ်မိဘစာကြောက်ရမယ်ဒါကြောင့်မို့လို့ဒီရှင်လောင်းကလေးတွေကိုဗိသိက်သွန်းတဲ့နေရာမှာဗိသိက်ဆရာသေးရမတော့ရဘူးဗျသေးရတော့ရင်ဗိသိက်မမြောက်နဲ့ဝေါကနေမနဲ့ထဲမှာအတန်ကြီးဖြစ်ဘာဖြစ်တာလဲကြီးတာမဟုတ်ဘူးတနယ်လုံးသိတယ်ဆရာတော်တောင်းကတော်ဗိသိက်ဆရာကြီးကထရေအရက်တည်းကြိုက်တာကိုဗိသိက်ပွဲပြီးရင်ထတော်ဝင်မော့တော့မယ်မြို့ဗိသိက်ကလှင်လာကြီးလားကွဘဲကောင်းနေသတင်းပေါက်ကြားသွားလေကွဆော်ပြီးဟဲ့တော်ဗိသိက်ကြီးကိုတော့အပိုင်ချပြီးဟဲ့ဗိသက်ကဆရာတော်တောင်းကိုလှမ်းကြည့်ကြတယ်ဆရာတော်တောင်းကခေါင်းကလေးတငိမ့်နဲ့ဟိုမှာကြည်အောင်ခေါင်းတငိမ့်နဲ့ဝန်ခံနေပြီတော်အကောင်တွေကတီတို့တဖန်ဘိုးလုတ်အဲ့ဒီမှာမြို့ပိသက်ကအပိုင်ခြေထောက်နဲ့ဖြေပြီးတော့ထိုင်သွားတယ်
ဆိုင်ဆရာကအကူပြတီလုံးကလေးတီးပေးတော်ပိသိမတ္တထဆရောင်တော့မိုက်ခရိုဖုန်းရှိရောက်ပိသက်ရှိရောက်တော့မှအင်ကြီးတွန့်ကြည်လေးတတ်တုံပိသက်ကဟိုမှာကြည်အောင်ခုထိတတ်တုံกว่าပစိုးလေးပုတ်တုံအဲ့လိုလုပ်နေရကနေပြီးတော့မြို့ပိသိက်ရှိတဲ့ဘယ်ဘက်ကိုကောင်းကလေးငဲ့ကြည့်တယ်ပိသက်ကတိတ်သွားတာပဲကြည်နေပြီဆော်တော့သူ့ဆော်သွားတာအဲ့လိုကောင်းငဲ့နေရကကောင်းကလေးတဆက်ညိတ်အသက်တောင်မရှူရဲဘူးဘယ်လိုဆော်သလဲကြားကျင်လို့ကောင်းညိတ်ရနေပြောတယ်စရောင်တောင်းကလူတွေကပြောလိုက်ကြတာဘိသိက်ပြိုင်နဲ့ကျွန်တော်မပြိုင်နိုင်ပါဘူးကျွန်တော်ကတက်လို့လောက်တာမှမဟုတ်ပဲစရောင်းမ9ရွာကလဲသမားပါခမအခုလိုလဲရလုံငန်းအားတဲ့ຫນွေရာသီမှာကျွန်တော်တငယ်ချင်းမိတ်ဆွေတွေသူတို့သားရှင်ပြုတော့ဘိသိက်မငားနိုင်ကျွန်တော်ကူညီတောင်းကြတယ်ကျွန်တော်ကတချင်းကလေးပါလိဆိုတာဝသနာပါလို့ဘိသိက်မြောက်ပေးရင်းနဲ့ဘိသိက်ဆရာဖြစ်လာတာပါစောစောကဆရာလိုင်းပြောသွားတဲ့စကားတွေကောင်းလိုက်တာပညာရှိစကားတွေပါပဲပညာရှိပါပြီရဲ့ကျွန်တော်မသိပါဘူးမှတ်သားရကျေးဇူးကြီးပါတယ်ခမလူတွေကဘယ်လိုကြီးလဲကွာဆော်တော့မမှန်ဆော်လည်းမဆော်သူ့တော့ဟိုကဆော်သွားတယ်တယောက်ကပြောတယ်မနိုင်တော့လဲရှုံးပေးလိုက်အေးတာပါပဲကွာတော်သားတွေကတော့ဆက်ပြတင်းချနေတော့တကယ်တော့အဲ့တော်သားတွေကကိုတော်သားချင်းကိုဩဘာပေးချင်တယ်ကိုလူကလည်းအကုန်ရှောင်းနေတော့ဂယုဏတော်သောပြောနေကြတာပါအဲ့ဒီမှာစရုံးတောင်းကဆက်ပြောတယ်ဒီနေ့ဘိသိက်မြောက်လာကနီးတောင်းမှကျွန်တော်မိမနွားသချင်းနေရေးပြောင်းထမ်းငယ်အောင်ဆိုလို့ရေးထမ်းငယ်ရသေးတယ်ခမရေတွင်းကလည်းရွာထဲမှမရှိရွာပြင်သွားပြီးတော့ရေဆိုင်နှန်းကလေးနဲ့ထမ်းရတယ်ရွာကထွက်တယ်ဆိုရင်ပဲကင်းကလေးတွေကစိမ့်ဆိုးတရက်ပင်ကလေးတွေကပွင့်နေဝေးထမ်းမင်ကလေးတွေစီတန်းလို့ကျွန်တော်တယောက်တည်းလွန်လို့ဒါနဲ့ဘုံတော့ကလေးတစ်ပုဒ်ဆိုလိုက်တယ်ခမရာဇဂိုပိဌာနဘာယာနာချက်ဖို့နာလန္ဒတက္ကသိုလ်ဝဲအသက်ကိုအနှင်းစရောင်းတော့ရဲ့တန်ကအတန်ဝါစီဟိနဲ့သိကောင်းတာပဲကျွန်တော်တန်ကအဲ့လိုမဟုတ်ပါဘူးတန်စင်သိုံမြဆိုပြတာပါဆိုင်ကလည်းအဆိုကောင်းနဲ့စရောင်းတောင်းနဲ့တွေ့တော့လိုက်တီးတာပေါ့စောစောကတီးမှမတီးရပဲတီးလို့ကောင်းလိုက်တာမန္တထဲမှာဆိုင်တန်နဲ့တချင်းတန်ချိန်ညံပါကြောနားထောင်လို့ကောင်းနေအဲ့လိုကောင်းနေတော့ဘုံတော့ကဆုံးသွားစိန်တင်ဟန်ကတီးကျင်သေးလက်ကိုမြှောက်လျက်ပိဿကနာကိုစွန့်လျက်စရောင်းတောင်းကသိပါတယ်ရေရင်းကဝေတယ်ခမဘုံနောက်တစ်ပုတ်ဆုံးတာတော့မရောက်သေးဘူးခမလူတွေကဝါကနေကြီးတယ်ဆိုမှနောက်တစ်ပုတ်ဆိုပါတယ်စိန်တရားကတီးတယ်နှစ်ပုတ်ဆုံးမရောက်သေးဘူးခမရေရင်းကဝေတယ်ဗျဝါကနေကြီးပြန်တယ်သုံးပုတ်လေးပုတ်ငါးပုတ်ဆက်တိုက်ဆိုတယ်တချင်းတန်နဲ့ဆိုင်တန်ရွာပေါ်လွှမ်းကြော်လို့သွားစရောင်းကောင်းရဲ့ဂိတရင်ကျော်မျောပါသွားကြပြီအင်ကြီးတွန့်ကျင်မေ့ကုံညထိတ်ကနဖူးချွေးခွက်ကြီးပျောက်သွားပါပြီစရောင်းကောင်းကိုယ်တိုင်လဲသူဂိတရင်ကျော်သူ့ဘာသာမျောပြီးတော့သူ့ရဲ့အင်ကြီးတွန့်ကျင်မေ့သွားပြီအဲ့ဒီမှာစရောင်းကောင်းကလက်ဒီဆရာတော်ဘုရားကြီးရဲ့တန်ဝေကတွေ့ကြုံကြီးကိုဆိုလိုက်ပါလေ
မိုင်မလေးနိုင်မှုမြိုင်ခင်းတဲ့ညာစီမိုင်မလေးနိုင်မှုမြိုင်ခင်းတဲ့ညာစီခါတော်မီသည်မွေနိုင်ဘူးခါတော်မီသည်မွေနိုင်ဘူးအဲ့ဒီခါတော်မီမှာကိုပဲဗျာသူကအမျိုးမျိုးကွန့်ပြီးတော့ဆိုတယ်ခါတော်မီ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 သူကကွန့်ဆိုရင်ဆိုင်းစရာကလိုက်မတီးသေးဘူးသူ့ကိုကြည့်ပြီးတော့ပြုံးလို့သူပြီးမှဆိုင်းစရာကညွန့်ပြီးတော့တီးတယ်ဆိုင်းစရာတီးရင်စရောင်းတောင်းကတပြန်ကြည့်ပြီးတော့ပြုံးလို့နှစ်ဦးသာအပြုံးချင်းဖလဲကြတယ်တဲ့ဂီတအနုပညာပြိုင်နေကြတာမဟုတ်အပေးအယူမျှနေကြတယ်မန္တထဲကပြိဿကြီးအားလုံးပြုံးလို့ကျက်တည်ရှိလိုက်တာကျက်တည်ရှိလိုက်အခုနဘတ်စကားဘောဟာနဲ့တခြားစီပဲမေတ္တာချင်းတုံ့ပြန်ဖလှယ်နေကြအဲ့လိုနည်းနဲ့ကျွန်တော်အချင်းယုံပြီးတော့နေကုန်းချုပ်ပါမယ်အဲ့လိုနည်းနဲ့စရောင်းတောင်းကဒီတေဘုံမာတွေကိုဆိုးလိုက်တရားတွေကိုဟောလိုက်တဏှာပူးတဲ့ယူတွေမှာအမှုမပြေပင်မရှားလိုက်လေတဏှာဖန်တဲ့အကန့်တွေမှာအပန်းမပြေပင်မရှားလိုက်လေတဏှာကြိုက်တဲ့အမိုက်တွေမှာအငိုက်မပြေပင်မရှားလိုက်လေတဏှာကြောင့်မို့လို့ကျွန်တော်တို့တန်တရားလဲနေကြတာပါအဲ့ဒီတဏှာကပူနေတော့မူပါတယ်တဏှာကဖန်နေတော့ကံပါတယ်တဏှာကိုကြိုက်လို့မိုက်ပြီးတော့တန်တရားတကြောမျောနေကြတယ်ဟောဒီလိုဗုဒ္ဓသာသနာတော်ကြီးနဲ့ဂျုံနေပါရဲ့နဲ့ကျွန်တော်တို့ကဝိပဿနာတရားဘာဝနာပဲတီးတီးကလေးမှမဝိနိုင်ကြပါဘူးမိုက်မလင်းနိုင်ကြဘူးအဲ့ဒီမိုက်မလင်းနိုင်တဲ့ဟောဒီစရောင်းကောင်းကပူဆိုးတယ်ခမထေကလေးရက်ကလေးတောက်တတ်ပူမိုက်တယ်ခမသူတုံးပြန်ပုံတော့သူတုံးပြန်ပုံကရန်လိုပြီးတုံးပြန်တာမဟုတ်ဘူးသူ့ကိုယ်သူနှိမ်ချပြီးတော့တုံးပြန်လိုက်တော့ပိဋကကကျေနပ်သွားတယ်ခြေရက်တောက်တာတော့အပြစ်မမြင်တော့သလိုဖြစ်သွားတယ်အဲ့လိုနည်းနဲ့သူကနောက်ဆုံးပိတ်ကြတော့ဒီချိန်ကြည့်လိုက်တဲ့အခါနိုင်ဝက်ကြော်နေပြီသူနားပါမယ်မြို့ပိတ်တဲ့အလှည့်ပြန်ပေးပါမယ်ဆိုတော့နားထောင်ကောင်းနေတဲ့ဟိုနောက်ကတယောက်ကဆရာပဲဆက်လုပ်လိုက်ပါတဲ့ဟောတယ်အဲ့နားထောင်ကောင်းတဲ့ထဲမှာအဲ့လူတွေမကဘူးကြံတဲ့လူတွေအကုန်လုံးပါတော့ဟောကနေလက်ခုပ်တီးပြီးတော့ထောက်ခံနေစောစောအတင်းတုတ်တဲ့ကောင်တွေလက်ခုပ်တီးနေကြပြီအဲ့ဒီနားထောင်ကောင်းတဲ့ထဲမှာဘယ်သူပါသေးတော့မြို့ပိတ်သိက်ဆရာလိုင်းပါတယ်မြို့ပိတ်သိက်ကပြောတယ်ဆရာပဲဆက်လုပ်လိုက်ပါသူလည်းမထားရင်တော့အိုးမဟုတ်ပါဘူးခင်ဗျကျွန်တော်နားမှာပါခင်ဗျဒီအချက်တိုင်းဖြင့်မောင်ရှင်လောင်းလေးတွေကိုမင်္ဂလာသပြေကနေရေးပေးရတော့မယ်မင်္ဂလာချီးမန်းခွင့်ဆိုရတော့မယ်ကျွန်တော်ကလည်းထေကလေးရက်ကလေးတောက်တတ်တော့မတော်ဘူးလားလို့ပါခင်ဗျမြို့ပိတ်သိက်ကလှမ်းပြောတယ်လောက်သာလောက်ပါဘာမှမဖြစ်ပါဘူးသူပဲခုနဖြစ်တယ်ပြောပြီးအဲ့ဒီမှာအားလုံးရဲ့တောင်းဆိုချက်ရဆရာတော်တောင်းကအောင်မစေတပြေပန်းနဲ့ရေချမ်းငိုလောင်းဒီသချင်းဆိုတော့မြို့ပိတ်သိက်ကမနေသာထလာပြီးတော့တပြေကရေပက်ပေးရှာတယ်မြို့ပိတ်သိက်ကဘာဖြစ်သွားတော့ဆိုတော့ပိတ်သိက်အကူဖြစ်သွားပါလေသို့တော့သူ့ကိုယ်သူမသိငယ်ဘူးတစ်ဖက်သားကိုကူညီတာပြုံးလို့စရောင်းတောင်းသချင်းဆိုတဲ့ဘက်ကိုလှည့်ကြည့်လိုက်ပြုံးလိုက်မောင်ရှင်လောင်းလေးတွေရေပက်ပေးလိုက်ပြောလို့ကြောကျိုးဖျက်တရားတန်ခါကြောတော့ချီမန်းဝင်လေးတွေစွတ်ပေးလို့နှစ်ဦးသားသူတို့ပေးယူမျှနေပြန်ပြီပိတ်သိက်ပွားကြီးပြီးကြပါစို့ဆရာတော်တောင်းကကောင်းမောင်းကိုဖြုတ်
လွယ်ထဲထိုးကြိတ်ထဲအင်ကြီးရှည်ကြီးကိုချွတ်လုံးသိပ်ထဲအစိုးလဲထိုးကြိတ်ထဲပြီးပြီ3မိနစ်မနက်တိုင်းမရှိဘောလိပ်ဖွာနေမြို့ပိတ်သက်ကမောင်ချက်တွေကောင်းမောင်းလေးဖြုတ်ဘူးတဲ့ထက်ပြန်ပိတ်တော်ရင်အင်ကြီးရှည်ကြီးကိုခေါရိုးကြအောင်ခောက်ကြိုးကြီးကိုခောက်သားကြအောင်ခောက်တစ်တာတွေကိုထက်တစ်တာကိုပိတ်ကြားလိုက်တာမနက်ထဲမှာလူတွေမရှိတော့ပါဘူးရွာသားဆိုင်တင်ဆိုင်ဝိုင်းထဲမှာရှိသေးတယ်ဘာလို့နေတော့ပတ်စာတွေကိုဘုံမွားပတ်စာကိုလကွင်းကလေးနဲ့ခွာနေတယ်မြို့ပိတ်စိတ်ကအဝတ်စားလဲလို့ပြီးတော့တစ်တာကလေးဆွဲမန္တထဲလျှောက်သွားစရုံကောင်းထိုင်နေနိုင်အောင်ဒူကလေးတုတ်တစ်တာကလေးကိုပေးမှချဦး3ချိန်ရိုးရိုးသေးသေးရှစ်ခိုးကြော့စိန်တင်မြင်နေဟာကြော့နေပါလားဘိသိက်ပြိုင်ကမြင်ခွင့်ပြောင်းသွားပြီဟိုဘိသိက်ကဘာပြောမှာပါလိမ့်နားဆွနေစရုံကောင်းပြောတဲ့စကားနားထောင်ကြည့်ဩကျွန်တော်ကဆရာလိုက်မှုပညာရှိလို့ထင်ထားတာကျွန်တော်မှားသွားပြီခမည်းကပညာရှိုံမှမကပဲပညာရှိသူတော်ကောင်းပဲကြောက်လာတဲ့လူကိုလက်မထောင်နိုင်မယူဘူးသူကတော့ပွေ့ပိုက်ပြီးကောင်းမအမြင့်ကိုတင်းနေကြည့်ပါဒီဘိတ်သိပ်ပြိုင်ဘသူရှုံတော့ဘသူမှမရှုံဘသူနိုင်တော့နှစ်ယောက်စလုံးနိုင်ဟိုမြို့ဘိတ်သိပ်ချာလိုက်အသက်40လောက်မန်တရှိတက်တဲ့အရွယ်နိုင်ရင်လို့ပြိုင်တောင်ပြိုင်သေးခြေထောက်နဲ့တောင်ပိုင်နှင်းချေသေးတစ်ဖက်လူကမပြိုင်ရှာဘူးနှိမ်ချတယ်သူ့ကိုအမွန်းတင်တယ်အဲ့ဒီမှာငါမှားပြီလို့သိမှားပြီလို့သိတာနဲ့ဝန်ချကြော့နေတာအဲ့ဒီလူသူတော်ကောင်းပညာရှိဖို့မခက်ဘူးပညာတွေတက်အောင်တင်ပညာတက်ပြီးဆင်ញံတော်တရားတွေအားကောင်းပညာရှိတယ်ပညာတက်ပေါ်ပါတယ်ပညာရှိလဲပေါ်ပါသေးတယ်ပညာရှိသူတော်ကောင်းရှားတယ်လူတွေပညာရှိသူတော်ကောင်းဖြစ်စေချင်ပါတယ်စာဖတ်ခြင်းဖြင့်မြင့်အောင်မြင့်မှာပညာရှိအောင်လုပ်ပါစိတ်ကောင်းရှိခြင်းဖြင့်နှိမ်ချခြင်းဖြင့်ကြီးမြင့်အောင်မြင့်ပါအဲ့လိုလူတော်တွေလူကောင်းနေတော်လဲတော်တယ်ကောင်းလဲကောင်းတယ်များရင်မြင့်တဲ့လူတွေကမိမိကိုယ်ကိုမိမိမြင့်အောင်မြင့်ပြီးရင်ဘယ်တော့မှငြိမ်ငြိမ်မနေဘူးကိုယ်ပတ်ဝန်းကျင်ကိုမြင့်ပါလိမ့်မယ်ကိုယ်တိုင်းပြည်ကိုယ်လူမျိုးကိုမြင့်အောင်မြင့်ကြပါလိမ့်လူအားလုံးစာဖတ်ကြပါစိတ်ကောင်းရှိပါမိမိကိုယ်ကိုမြင့်အောင်မြင့်နိုင်ကြပါစေကိုယ်တိုင်းပြည်ကိုယ်လူမျိုးကိုလည်းမြင့်အောင်မြင့်နိုင်ကြပါစေလို့ဆုတောင်းရင်းညီကုန်းချုပ်ပါရစေဗဟုသုတစာပေများနဲ့ဘဝတိုးတက်လန်းစာပေများကိုလက်မလွတ်တမ်းကြည့်ရှုနိုင်ဖို့ Smile YouTube Channel လေးကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့